online နဲ့လောင်းစားမှုများကိုအခြေချလောက်ကိုင်ခဲ့ကြတဲ့ကရင်ပြည်နယ်မြောက်ရီမြို့နယ်ရွှေကုက္ကုံနယ်မြေနဲ့ KK ပတ်နယ်မြေများရှိတရားမဝင်အဆောက်အုံများကိုအပီးတိုင်ဖြိုချဖျက်ဆီးခြင်းများနဲ့လုပ်ငန်းလှုပ်ဆောင်ရာမှာအသုံးပြုခဲ့တဲ့ပစ္စည်းများကိုစနစ်တကျဖျက်ဆီးခြင်းများကိုဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့်ဆောင်ရွက်လျက်ရှိရန်ဒီကနေ့မှာရွှေကုက္ကုံနယ်မြေတွင်ရှိတရားမဝင်6ထပ်အဆောက်အုံတစ်လုံးကိုထပ်မံပြီးစနစ်တကျဖောက်ခွဲဖြိုချဖျက်ဆီးခဲ့ကြောင်းသိရှိရပါတယ်ရွှေကုက္ကုံနယ်မြေအတွင်းမှာအွန်လိုင်းလောင်းကစားလုပ်ငန်းများကျူးလွန်ရာမှာအသုံးပြုခဲ့တဲ့အဆောက်အုံ89လုံးနဲ့ရင်ရဲနေရာများဖြင့်ဖြိုချဖျက်ဆီးမဲ့အဆောက်အုံ58လုံးနဲ့ဖောက်ခွဲပြီးဖျက်ဆီးမဲ့အဆောက်အုံအလုံး20ဆိုပြီးအဆောက်အုံအမျိုးအစားလိုက်ခွဲခြားသတ်မှတ်ကာစနစ်တကျဖြိုချဖျက်ဆီးလျက်ရှိရာဒီကနေ့မှာဖောက်ခွဲပြီးဖျက်ဆီးရန်သတ်မှတ်ထားတဲ့အဆောက်အုံအလုံး20နဲ့6ထပ်အဆောက်အုံတစ်လုံးကိုစနစ်တကျထပ်မံဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ဌာနဆိုင်ရာပူးပေါင်းဖွဲ့များနေဖြင့်ဒီကနေ့ထိအွန်လိုင်းလောင်းကစားလုပ်ငန်းများကျူးလွန်ရာမှာအသုံးပြုခဲ့တဲ့တရားမဝင်အဆောက်အုံစုစုပေါင်းအလုံး80ကိုစနစ်တကျဖြိုချဖျက်ဆီးပြီးဖြစ်ကြောင်းနဲ့ဖျက်ဆီးရန်ကြံရှိတဲ့တရားမဝင်အဆောက်အုံ9လုံးကိုလည်းဆက်လက်ပြီးစနစ်တကျဖျက်ဆီးသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ။